မိတ်ဆွေဖုန်းထဲမှာရှိတဲ့ Messenger Viber တော့ကနေပြီးတော့ video call ပြောတဲ့ခါမှာအတမကြားရပဲဖြစ်နေပြီလားအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ဘယ်လိုဖြေရှင်းကြမလဲ Hello everyone welcome back to my vlogs ဟုတ်ပါတယ်ဒီနေ့မှာတော့ Messenger နဲ့ Viber နေပြီးတော့ video call ပြောတဲ့ခါမှာအတမကြားတဲ့ပြဿနာဖြစ်နေရဆိုလို့ရှိရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးမယ် Okay ဆိုတော့ကျွန်တော်တို့ Messenger နဲ့ Viber နေပြီးတော့အတမကြားတဲ့ပြဿနာဖြေရှင်းဖို့အတွက်အရင်ဆုံးကျွန်တော် setting တွေဝင်ပေးလိုက်ပါပြီးတော့ရင်အပေါ်နဲ့ဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ apps ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီမှာရှိတဲ့ manage apps ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်ဒီအပေါ် search bar မှာ messenger ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါတွေ့ပြီဆိုလို့ရှိရင်အဲ့ဒါကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်ဒီအောက်နားလေးမှာရှိတဲ့ app permissions ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ microphone ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က Messenger ရဲ့ microphone ကိုအသုံးမပြုဘူးဆိုပြီးတော့ရွေးထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ allow only when using the app ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့ရင် back နဲ့ထပ်လိုက်ပြီးတော့ထိုနည်းတူပဲကျွန်တော်တို့ဒီအပေါ်မှာ Viber ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါတွေ့ပြီဆိုလို့ရှိရင်နှိပ်ပေးလိုက်ပါပြီးရင်အခုနအတိုင်းပဲကျွန်တော်ဒီမှာရှိတဲ့ app permissions ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင် microphone ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒီကောင်လည်းကျွန်တော်အခုနအတိုင်းပဲ allow only when using the app ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ထွက်လိုက်ပြီးတော့ Play Store နေပြီးတော့ကျွန်တော်တို့ Messenger နဲ့ Viber ကို update လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ search bar မှာကျွန်တော် Messenger ဆိုပြီးရိုက်ရှာလိုက်မယ်တွေ့ပြီဆိုလို့ရှိရင်ဒီဘေးနားမှာဆိုလို့ရှိရင် Messenger ကို update လုပ်ခိုင်းတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့နှိပ်လိုက်မယ်ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ apps တွေကို update မလုပ်ဘူးဆိုလို့ရှိရင်အခုလိုမျိုးပြဿနာပေါင်းမျိုးစုံနဲ့ကြုံတွေ့ရတတ်ပါတယ်ဖြစ်နိုင်လို့ရှိရင် Facebook Messenger Viber တို့ကိုကျွန်တော်တို့သတိရရင်ရတယ်လို့ update လုပ်ပေးဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် Viber ကိုလည်းကျွန်တော်တို့အခုန Messenger ကို update လုပ်တဲ့အတိုင်းပဲ search bar မှာရှာပြီးတော့ update လုပ်လိုက်ပါဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားပါလိမ့်မယ်ဒီလိုလုပ်ပေးလိုက်ရင်တော့ Messenger နဲ့ Viber နေပြီးတော့အတမကျတဲ့ပြဿနာကဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဆိုတော့ Messenger ကြိုးရှိမဲ့ဗီဒီယိုတစ်ပုဒ်ပြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အခု page ကို follow လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုရင်းနဲ့ကျွန်တော်အခုဗီဒီယိုကိုကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်ဆိုတော့ thank you so much for watching my videos and see you next videos bye bye